ဟိုတနေ့อ่ะပေါ့နော်ပြောကြရည်ခုရှိလို့ပါဟိုတနေ့อ่ะပေါ့နော်ဟိုတနေ့ကျွန်တော်ကနေကျွန်တော်လည်းစကားပြောပြတယ်အဲ့ဒီမှာကျွန်တော်နေ့ကစကားဝိုင်းနေတာစတယ်ပေါ့ကျွန်တော်တို့မေးလိုက်တယ်အဆင်ပြေရဲ့လားဆိုတော့ဘာပြောလို့လူတွေအားနဲ့ဟိုတန်ဖိုးထားတော့ပြန်မထားဘူးတဲ့တန်ဖိုးကိုနားမလဲဘူးပေါ့နော်ချိုးချိုးတော့ရရအမှဒါကတော့လူတိုင်းပြောနေကြတာပါလူတွေအကုန်လုံးကိုယ်ကိုပန်းတယ်လို့ပဲထင်ကြတာဟုတ်တယ်အဲ့ရှင်တွေကတော့မတူပြောရလဲမမားတယ်လို့အရင်လည်းပန်းနေဘူးပေါ့နော်ဘာလို့လဲတော့ဒီစကလုံးကလူတိုင်းမှာသုံးလို့ရတယ်ရှင်တွေဖြစ်နေတာကြောင့်အဲ့တော့ကိုယ်မြင်တဲ့သူတွေအဲ့ဒီမှာကျွန်တော်တို့ဘာပြောလိုက်လဲဆိုတော့ကိုတန်ဖိုးထားတယ်လို့မထားတဲ့လူတွေကိုနေကြတည်ကျွေးလာလို့မကိုတန်ဖိုးထားတယ်လို့မှကိုပေါ်မှာလဲ respect ရှိတယ်တန်ဖိုးထားတယ်အဲ့လိုမျိုးရှင်နေတခုဆိုလို့ရှိရင်ကြက်ပေါင်းရတိုက်လာတယ်လို့တော့လို့ပြောလိုက်တော့ဘာလဲတဲ့ဘာပြောရလဲအားကြောင့်သူ့ကိုပြောလိုက်တယ်အဲ့ဇာတ်လမ်းတစ်ခုပြောပြမယ်လို့ဟိုအရင်တော့နော်လွန်ခဲ့တဲ့10နှစ်လောက်ကကျွန်တော် straight ကြောင်းမှာတော့မကြောင်းသားဘွားဆိုတော့လူငယ်တွေပေါ့အဲ့လိုရှင်နေတခုမှာညဘက်တွေပါလေဆိုမုံနေစားကြတာတို့ပါလို့ရှိတယ်အဲ့ချိန်မှာကျွန်တော် CG map ကိုအမြဲတမ်းသွားပြစ်တယ်အဲ့ချိန်မှာကျွန်တော်သတိထားမိလိုက်တယ်နော်ကျွန်တော်အမြဲတမ်းအဲ့လိုမုံနေပါဝယ်ကျွေးပြစ်တယ်တကယ်ချင်းတွေကိုဘာလို့လဲမသိဘူးဘာလို့လဲမသိဘူးဆိုတဲ့အကြောင်းအရာကျွန်တော်ဖဲတွေပါရနိုင်တယ်ဗျကျောင်းစိတ်ကျောင်းနေပါတော့အမြဲတမ်းနိုင်တော့ကျွန်တော်ဝယ်ကျွေးပြစ်တယ်အဲ့ချိန်မှာဘာတိလာလဲဆိုတော့မမတည့်ရပေါ့နော်ကျွန်တော် CG map သွားတယ်နေကြတိအာလူကျော်ဝယ်လိုက်တယ်အားလုံးပေါင်းမှာအမှုက100 200လောက်ပဲရှိရဆိုတော့မထောင်ကျော်2000 1000ကျော်လောက်ပဲကြာတယ်အများကြီးပဲနေကြတိအာလူကျော်လည်းအများကြီးပဲရှာတိုလီမိုးစားပေါ့နော်ညံတိရှင်ပေါ့စားကြတဲ့မှာမိုးစားအဲ့လိုမျိုးရှိတယ်ကတော့စားတယ်ပြမနေမစားကြစားတဲ့အချိန်မှာတရက်ကုန်အတူတူကုန်ကြရတယ်ပေါ့နှစ်ရက်လည်းမကုန်3ရက်လောက်လည်းမကုန်ကုန်ရအဲ့1000ခုလောက်ပဲဘာဖြစ်သူတို့တွေပြောကြတယ်ဟာမုံ3-4ရက်လောက်စားတော့မကုန်နိုင်ဘူးမိုက်လိုက်တာသူလည်းစားနေတဲ့ချိန်ကြတယ်ဘာကြီးစားချင်တယ်စားကြမယ်ဟာလားကျွန်တော်စားကြမယ်နောက်တစ်ရက်ကြာတော့ကုန်ဟာရောကုန်ကတော့နောက်တစ်နေ့ကြာတော့ကျွန်တော်က city မှာပြန်သွားတယ်ဟာအတိုက်မယ်ပေါ့ငါသူတို့မုံကျွေးမယ်ဆိုပြီးစဉ်းစားလိုက်တော့အဲ့ဒီရတော့ကျွန်တော်ကအာလူကြော်တွေဒီကြားစီရမဟုတ်တော့ဘူးကျွန်တော်ကသူတို့ကျွန်တော်10တန်းလောက်တော့ခစ်စားတာပါကြက်ပေါင်းကြီးတဝူးစီတိုက်မယ်ဆိုပြီးတော့ကျွန်တော်စဉ်းစားလိုက်တယ်ဟိုလူ10ယောက်လောက်ရှိတယ်ပေါ့အဲ့ချိန်ဒီမှာကျွန်တော်ကြက်ပေါင်းကြီးဝယ်တော့6လုံးပါတကက်ကို2000ကျော်လား3000ကျော်လားမသိဘူးကြာရင်တော့ဘောတော့တိတ်ဘူးသေးပေါ့နော်အဲ့ရှင်တွေကကျွန်တော်ဝယ်လိုက်ရင်3000ကျော်4000လောက်ကြာမှာအဲ့မဲ့ကျွန်တော်ဝယ်လာလိုက်တယ်သူတို့ကျွန်တော်တိုက်လိုက်တော့တယောက်တစ်ဘူးဒီကိုပဲတောက်လိုက်တယ်အဲ့အောင်သူတို့တောက်လိုက်တယ်ဆိုတာတော့ပဲရှိတယ်ဗျာခေါင်းထဲမှာမရှိတော့ဒါပေမဲ့ဟိုတနေ့ကကျွန်တော်တို့စားထားတဲ့နေကြသည့်တွေအာလူရော်တွေအများကြီးတော့အဲ့လိုအချိန်တွေတခုမှာသူတို့တွေအောက်မေ့တတိယနေတာကနေကြသည်ပေါ့နော်တကယ်ကောင်းတယ်လိုမျိုးဟိုတပူးဒီကြက်ပေါင်းရတပူးကနေကြသည်ပေါ့နော်3-4ရက်လောက်စားတာလောက်တန်မိုးရှိတယ်ဗျာဒါပေမဲ့တပူးတောက်လိုက်တော့ဘုတ်ပဲချလိုက်ကုတ်ပဲဟုတ်တယ်ငါတိုက်တယ်ကြက်ပေါင်းရတွေတောက်လို့ရှိရင်တခုပဲလျော့တယ်မှာကုတ်ပြီးတော့အဲ့ဒါမအောင်မေးတော့ဘူးဘယ်သူမှအဲ့တော့တချို့တွေကတန်ဖို့နားမလဲဘူးမသူတို့တန်ဖို့နားမလဲဘူးလို့ပြောချင်တာမဟုတ်ဘူးเนาะသူတို့မကောင်းပြောတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တွေးမိတဲ့အတွေးလေးပေါ့အဲ့ရှန်စားပြီးကျွန်တော်မှတ်လိုက်တချို့တော့အရာတွေကကြက်ပေါင်းရင်နဲ့တန်တဲ့လူပဲကြက်ပေါင်းရင်တိုက်တဲ့ကြက်ပေါင်းရင်နဲ့မတန်တဲ့လူကကျွန်တော်နေကြစီရောအာလူကြော်ဟိုဖော်လျှော်လေးပဲပေးလိုက်လေသူတို့တော့ဆင်ပြေတယ်
တချို့ရတယ်တန်ဖိုးထားတဲ့လူတွေကိုတန်ဖိုးပြန်ထားပေးတယ်မှမဆိုင်ဘူးလို့ထင်ပေမဲ့ကျွန်တော်စိတ်ထဲမှာအဲ့လိုမျိုးတွေးထားရတယ်ဘာဖြစ်ဗျာဟုတ်တယ်မလားတခြားတွေးကြည့်နဲ့တခြားတွေးကြည့်လို့ရှိရင်သိမှာပါအဲ့တော့တချို့ရတယ်ကောင်းကောင်းကိုအပြည့်စေခြင်းကောင်းကောင်းလှုပ်စေခြင်းနဲ့ဟုတ်တယ်မလားအဲ့လိုမျိုးရှင်နေတခုမှတန်ဖိုးမထားဘူးပြစ်ခါပြူတယ်အဆင်မပြေဖြစ်ကြတယ်ဒါမျိုးအဲ့လိုလူမျိုးကြားလို့ရှိရင်ဟောရှော့လေးနေပဲတန်တဲ့လူကြားလို့ရှိရင်အာလူကျော်ရဲ့နေသားသီးတွေပဲကျွေးထားလိုက်ဟုတ်တယ်မလားအာလူကျော်ရဲ့နေသားသီးတော့ပဲတန်တယ်တော့တကယ်ချင်းပေါင်းသိနေကြတယ်မှာဒီတော့သုံးလို့ရတယ်နော်ဘယ်နေရာမှာဆိုဘယ်နေရာတော့ပါပဲလို့လူတွေကဟိုတော့ဟုတ်တယ်မလားတော့ဘာများတော့တက်ခဲတယ်လာတော့ပါတော့သင်္ကန်းကြီးမှာမိုင်းလို့ပြောအောင်ကျွန်တော်တို့စောင်းတွေကအများကြီးဖြောက်ပြပါတယ်ကဘာနဲ့ရှိပြီးတော့နာမည်ကြီးတဲ့လူသက်သမားတွေလည်းဒီကနေ့မှာသူတို့မားချောင်းဝင်မခံသွားဘူးသူတို့လောက်ရက်ကမမားဘူးဆိုတာပဲသူတို့ပြောသွားတယ်ဟိုဘယ်သူမှဆိုလူတွေကအကုန်လုံးကိုမှန်တယ်လို့ပဲထင်ကြတယ်နော်ကျွန်တော်သိထားမှာမတိုင်လားနေစားသိလားနေစားသိတယ်လို့နေစားသိပဲရတယ်ကိစ္စမရှိတယ်ပြောတယ်လက်ရကျွေးအဲ့နေကြရက်ကုန်တော့ရကျွေးလေကုန်မှာမဟုတ်ဘူးကိုနောက်ထပ်ဝယ်ပြီးကျွေးလိုက်ဗျာမကျွေးလိုက်ရပါတယ်ဟာလို့ကိုမှာတောင်းဒါပေမဲ့အပေါ်ရန်လောက်ပဲသဘောထားတဲ့လူတွေကိုအဲ့လိုအပေါ်ရန်လောက်ပဲဆက်ဆက်ပေးလိုက်ဥပမာအနေနဲ့ပြောပြတာအဲကျွန်တော်သူ့ကိုအဲ့လိုပြောတယ်ကျွန်တော်ကောင်းပြီဒီဂျာတိနဲ့တန်တဲ့လူကဒီဂျာတိလောက်ပဲကျွေးထားလိုက်ပေါ်ရန်လေးပဲပေါင်းလိုက်ဘာမှနိခါခံစားနေကြမလို့တော့ကမလဲရန်ခံစားတယ်တငယ်ချင်းပေါင်းနေတယ်ပတ်သက်လာစိတ်ထဲမှာသူ့ကိုဥတာပေးချင်တာတော့ဘာလို့လဲအများတန်းရှိဒါပေမဲ့ကျွန်တော်သူ့အများတန်းဥတာပေးထားတော့သူလည်းမလို့အပ်တော့အဲ့ဒါအဲ့ရှင်နေတခုပါရာလို့တန်ရပဲဗျာဒီလားရာဒီတဲ့တန်တယ်ရာဒီပဲကျွေးတာနော်ငါတိုက်တဲ့တန်တယ်ငါတိုက်ကျွေးတာဒါဥပမာအနေနဲ့ကျွန်တော်တွေးခဲ့တဲ့လွန်ခဲ့တဲ့10နှစ်လောက်ကကျွန်တော်တွေးခဲ့တဲ့12နှစ်လောက်ကပေါ့နော်12နှစ်ဆိုကျွန်တော်12နှစ်အရွယ်14နှစ်အရွယ်13နှစ်14နှစ်အရွယ်လောက်ကကျွန်တော်တွေးခဲ့တဲ့အတွေ့အလေးကိုခုချိန်ကြီးမေးတဲ့အတွက်ကြောင့်ကျွန်တော်ပြန်ပြီးတော့ comment လေးကို sharing လုပ်တာပြီးတော့ကျွန်တော်တင်ကြည့်နေတယ်ပြန်ပြီး sharing လုပ်ဒီရတရားပဲအဲ့တော့အပေါ်ရလောင်းတဲ့တန်တဲ့လူတွေရောပေါ်ရပဲပါဟလာမိသားစုလိုပေါင်းတဲ့မိသားစုလိုပေါင်းတဲ့လူတွေမိသားစုလိုပါတော့ကျွန်တော်တကယ်ချင်းနေလေပေါင်းတင်းဆက်ဆံရေးမှာတုံးလဲဆိုတာရှိတာအောင်သတိထားပါအများကြီးရှင်းပြကြပါလိမ့်